မင်္ဂလာပါရှေးဥစွာမမခောက်ဆွဲကိုကျွန်တော်တို့အရင်ဆုံးပြုတ်ပေးရပါမယ်ခောက်ဆွဲပြုတ်တဲ့အခါမှာကျွန်တော်တို့အနှဲငယ်တော့မှာပေးရပါမယ်ခေါ်ပြီးအနှဲငယ်ကိုကျွန်တော်ရင်နွေးဖြောထားပါတယ်ဒီနေရာမှာအသီးရွက်ကမိမိကြိုက်နေတဲ့အသီးရွက်ကိုလှုပ်ပေးလို့ရပါတယ်ပဲပင်မောက်ကိုလည်းရင်နွေးအနှဲငယ်ဖြောထားပါတယ်အသားနေရာမှာဝက်သားနဲ့ကင်းမွန်ကိုကျွန်တော်အသုံးပြုထားပါတယ်အသားနေရာမှာမိမိအစင်ပြေကြိုက်နေတဲ့ရာကိုအသုံးပြုလို့ရပါတယ်အသားတွေကိုကြက်တဲ့ထီအောင်ပြုတ်သွားပေးပါကျက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်အမှဲ့ကိုခုလိုမျိုးထောင်းထားပါတယ်ထညက်အနှစ်အနှဲငယ်အသုံးပြုပေးရပါမယ်ပြီးွားရင်တော့ကျွန်တော်တို့ထောင်းထားတဲ့ငရုတ်သီးတွေကိုပကံထဲကိုထည့်ပါမယ်ငရုတ်စုံထဲမှာထည့်ထောင်းလည်းရပါတယ်ထိုင်းငပိတွေကိုအသုံးပြုပေးရပါမယ်ကျက်သွန်ဖြူစားရည်စိမ့်အနှဲငယ်ထည့်ပြီးွားရင်တော့မမားထဲမှာပါတဲ့အရသာမှုအလုံးကိုဖောက်ထည့်ပေးပါမမားထဲမှာပါတဲ့အရသာမှုနဲ့ကျွန်တော်တို့အရသာရှိနေပါပြီဒါကတော့တမယာသီးလေးကိုကျွန်တော်တို့ထည့်ပေးရပါမယ်တမယာသီးကတော့မပါမဖြစ်ထည့်ပေးရပါမယ်ပြုတ်ထားတဲ့ပစ္စည်းအလုံးကိုကျွန်တော်တို့ထည့်ပေးဝါရပါမယ်ခရမ်းကျင်သည်နန်းနန်းမင်းတို့ကိုထည့်သွားပေးပါနောက်ထပ်မိမိကြိုက်နေတဲ့အရွက်တွေကိုလည်းထပ်မံဖြည့်ဆွဲလို့ရပါတယ်အားလုံးကိုရောသမမှွေပြီးသွားရင်တော့ကျွန်တော်တို့စားလို့အရင်ကောင်းတဲ့မမရှုရှက်တုပ်လေးပြီးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့မမခောက်ဆွဲဆိုရင်ပြုတ်စားထားတဲ့အခုလိုမျိုးတုပ်စားတာကိုပို့ပြီးကြိုက်ပါတယ်အရသာလည်းထီမီခွီးနဲ့အရန်ကြီးကိုစားလို့ကောင်းပါတယ်အားလုံးလည်းကြိုက်နေတတ်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်